ကျွန်တော်တို့တောင်ဝိုင်းတောင်ရဲလေကားပေါ်ကိုရောက်နေပါပြီခင်ဗျာရှူကီကတော့ရန်ကိုကောင်းပါတယ်ရှူကီကရန်ကိုလှပါတယ်ကျွန်တော်မြင်နေရတယ်ရှူကီနေရတော့ရင်သက်ရှူမောပွေရပါပဲခင်ဗျာကျွန်တော်ခုရက်နေတဲ့နေရာကတော့ကရင်ပြည်နယ်မှာရှိတဲ့တောင်ဝိုင်းတောင်ပေါ်မှာဖြစ်ပါတယ်ခင်ဗျာဟိုးနာကိုသွားမယ်ကြောက်တုံးရချွန်ထက်နေရဗျာဖေ EDP တော့ပဲကဝအထန်တမန်သမုဒ္ဒဝေစာချန်တာတပ်ပန်တော့တောင်ဝိုင်းတောင်ပေါ်မှာရောက်နေပါတယ်ဒါကတော့တောင်ဝိုင်းတောင်မှာရှိတဲ့စိတ်လှုပ်ရှားစရာအကောင်ဆုံးလေကားနေမှာကျွန်တော်လမ်းလျှောက်နေတာဖြစ်ပါတယ်ဒီကွာကြီးတော့ကြောက်ကြရအရန်ကိုလှပါတယ်ခင်ဗျာတကယ်ပဲဝါးဒါတအားလှပဲဒီနေ့တော့မိုးအေးလေးနဲ့တောင်ဝိုင်းတောင်ကိုတက်ပါမယ်ခင်ဗျာအခုကျွန်တော်စတက်မဲ့အချိန်ကတော့8နာရီခွဲဖြစ်ပါပြီကဲကျွန်တော်နဲ့တူတူစတက်လိုက်ရအောင်ဒီနေရာလေးရပေါ့နော်တောင်ဝိုင်းတောင်ကိုစတက်တဲ့နေရာလေးပေါ့နော်တောင်ဝိုင်းတောင်ကစတက်တဲ့နေရာလေးကတော်တော်လေးကိုမတ်ဆောက်တဲ့နေရာလေးပေါ့နော်လူတော်တော်များများကဒီနေရာလေးမှာလည်းလက်မြောက်ပြီးတော့အရှုံးပေးသွားကြတာများတယ်အဲ့တော့သူကအရန်ကိုမတ်ဆောက်ပြီးတော့တော်တော်လေးမောတယ်ဗျာဒီအဆင့်ကိုကျော်သွားတာနဲ့ကျွန်တော်တို့ဒါပထမအဆင့်ကိုအောင်မြင်ပြီလို့ပြောလို့ရမှာပေါ့နော်လာကျွန်တော်နဲ့တူဆက်တက်လိုက်ရဒီနေ့ဒီပရမအဆင့်ကတော်တော်လေးအီတယ်ဗျာပုံမှန်အတိုင်းပဲအရင်အတိုင်းပဲအဲဒီနာလေးကတော်တော်လေးမောတဲ့နေရာလေးပဲစိမ့်စုံနေဒီမှာဒီတယောက်တော့မောနေပြီဆိုင်တော့ဒီနားဂွေလေးရလေးဒါပထမဆုံးနားတဲ့နေရာလေးလိုပဲဒီနားမှာကြောက်တောင်တော့ဟိုဘက်ကတစ်ပင်ကြီးရောရှိရောဒီနားလေးကနားလို့ကောင်းတယ်ကဲကျွန်တော်တို့နည်းနည်းနားပြီးသွားပြီဆိုတော့ဟိုဘက်ကိုဆက်သွားကြမယ်ဇာတိဥရုကစိမ့်ဆူနေရောလေအရန်တက်လို့ကောင်းတယ်ကြီးငှက်အတန်လေးနဲ့ဆိုတော့စိတ်ကိုလန်းဆန်းသွားစေတယ်ဝေါဒီနားအရန်လှတယ်မကြည့်ဘူးစိမ့်ဆူနေရပဲဗျာဝါဒါတော့တောင်ဝိုင်းတောင်ရဲ့လှေကလေးတော်တော်များများတော့ဒီတဘာဝကြောက်တယ်ကိုအင်္ဂလိပ်လေးနဲ့တုတ်ထားရထင်တယ်ဒါအဲ့တိုင်းပဲတချို့နေရာရောလက်ရန်ရှိရတချို့နေရာရောလက်ရန်မရှိတောင်တက်တိုင်းစိတ်ကိုတော်တော်လေးလန်းဆန်းနေအိမ်မှာနေညင်းငွေ့ပြီးတောင်တက်တဲ့ခါကျတော့ကျွန်တော်စိတ်တွေကအသစ်တစ်ဖန်ပြန်ဖြစ်သွားလို့ခံစားဝါလူကကြီးဝါဒီနားလေးဒါခွေလေးပေါ့အော်ဟိုဘက်ကိုသွားဒါအစင်းဒီဘက်လည်းရှိဒါမှကျွန်တော်ဒီဘက်ကိုဆက်သွားဒီနားလေးကကြောက်တောင်ကြားလေးပေါ့နော်ဒီနားလေးရောက်တော့ကျွန်တော်တို့ချွေးနေနေစုပ်တယ်ဗျဒီကွေလေးတစ်ကွေကြော်ရင်တော့ကျွန်တော်တို့တော်တော်လေးတက်တာပါလေဒီနားလေးကွေရတော့အမှတ်ဆုံးလို့ပြောလို့ရမယ်တောင်ဝိုင်းတောင်မှာဒီကွေလေးနည်းနည်းကြော်ပြီးသွားရင်တော့အဆင်ပြေပါပြီဒီနားလေးပဲတအားမောတာမသိရင်ကျွန်တော်တော်ကြီးတွေကိုရောက်နေတော့ပဲတယောက်တည်းမကြီးဒီဘက်ဘေးပတ်ချလဲမှာလဲတစ်ပင်နေဟာကြီးတစ်ပင်နေပဲပလေရတစ်ပင်နေပဲဆိုတော့အရှာမိုက်တယ်ချွေးနေဆိုမျက်စိတွေကိုချွေးတွေဝင်ဒီနေ့ကစပြီးကျွန်တော်ရဲ့ဝါသနာဘာလဲဆိုရင်ခီးသွားတာပဲတောင်တက်ချင်းကလည်းကျွန်တော်ရဲ့ဝါသနာတစ်ခုဖြစ်သွားပြီဟုတ်တယ်ကျွန်တော်အမြဲတမ်းတောက်တက်ထိုင်းမှာဆိုရင်စိတ်ကိုလန်းဆန်းသွားစေရလို့ခံစားရတယ်မောချင်းကလည်းတစ်ပိုင်းပေါ့ဖုံတို့ပြန်ဆင်းလာ
ဝါရာသီဥတုကတော့တော်တော်လေးကောင်းပါတယ် ကောင်းတယ်အဲ့တော့အေးတော့ချွေးတွေရဆို ခက်အေးလေးနဲ့ဆိုတော့မိုးလည်းသိမ့်မရွာတော့အဆင်ပြေ ဒီကအဆင်ပြေ ဒီနေရာလေးကတော့တောင်ဝိုင်းတောင်ရဲ့3ပုံ2ပုံလို့ပြောလို့ရမလားမသိဘူးဒီမဆောက်တဲ့နေရာလေးကြော်ပြီးတဲ့ခါကျတော့ဒီလိုမျိုးမြေပြန်လေးနားကိုရောက်လာတာပေါ့နော်သူ့ရဲ့အမှတ်အသားကတော့ဟိုဘက်မှာတွိုင်းလက်ရှိတာပဲပေါ့နော်အမောဖြည့်နေတွိုင်းလက်လည်းတွားလို့ရ ကိုနားတယ်လို့သူလည်းလိုက်နာနေတော့ ဒီနေရာလေးကတောင်ဝိုင်းတောင်ရဲ့3ပုံ2ပုံလို့ပြောလို့ရမယ့်နေရာလေးပေါ့နော်ဒီနေရာလေးမှာကျွန်တော်တို့နားနေကြတာပေါ့နော်မောဖြည့်ပေါ့တောင်းနေကျွန်တော်ဆက်သွားကြပါမယ်လို့ကျွန်တော်တို့ view point ကြည့်လို့ရတဲ့နေရာလေးသွားကြည့်ရအောင်ဒါ view point ကြည့်တဲ့နေရာပေါ့နော်အရန်ကိုအမောပြေသွားတယ်ဟိုမှာလေကွင်းနေနဲ့တောင်တန်းနေနဲ့ဆိုတော့ကောင်းကင်ကြီးကလည်းအကျယ်ကြီးပဲဝါဒီနေရာလေးကပေါ့နော်တောင်ဝိုင်းတောင်ရဲ့3ပုံ2ပုံမှာရှိတဲ့ view point လေးပေါ့နော်ဒီ view point လေးရဲ့ရှုခင်းရလည်းအရန်လှဒီပင်လေးကဘာပင်လို့ခေါ်လဲမသိဘူးနော်ပူပူလေးနဲ့သူကတစ်ပင်ရဲ့ပုံစံမျိုးပြေးစုံတာပေါ့နော်အပင်ကြီးပုံစံမျိုးပဲချစ်စရာလေးပူပူလေးနဲ့ချစ်စရာလေးဆိုတာသူပူပူလေးနဲ့ချစ်စရာလေးသူတတိကြီးရဲ့သူပဲတောင်ကမ်းပါမှာသူကပ်ပြီးပေါက်နေအော်ဆလာဆိုင်မင်္ဂလာပါဒီနေရာလေးကတော့နောက်ထပ်ဆက်ပြီးတရားတဲ့ကြောက်လေကားတစ်တွေပေါ့နော်ဒီနားကကြောက်လေကားတွေကတော့တော်တော်လေးရှိတယ်ဒီနားလေးကကြောက်တုံးကတကားကြီးတစ်ချက်လို့ပဲကံမကောင်းအကြောင်းမလာရင်တော့ကြောက်ထုံးပြုတ်ချပါရင်တော့အဲ့ဒါခွမ်းမိတာမှန်တယ် Oh my goodness တစုံတယောက်ကကူညီပေးပါတယ်ဒီမှာမျက်စိကိုတိုက်မှာဆိုလို့ဝါဒီနာလေးကတော်တော်လေးလာတဲ့ဂွေပဲလို့ခေါ်လို့ရမှာကြောက်တောင်နေနေဆိုတာကားပေါက်တွေလို့ဖြစ်နေဝါဒီနာလည်းလှလာတယ်ချစ်တို့ကြီးမော်လမြိုင်လူလေမော်လမြိုင်တယောက်လို့ချစ်တို့ကြီးလှတယ်နောက်ဆုံးတော့ကျွန်တော်တို့တောင်ဝိုင်းတောင်ကိုရောက်ပါပြီခင်ဗျာဒါတော့တောင်ဝိုင်းတောင်ရဲ့အခြေလေးပေါ့နော်ဒီအပေါ်မှာဆိုရင်ကျွန်တော်တို့တောင်ဝိုင်းတောင်ပေါ်ကိုစတက်ပါပြီဒါတောင်ဝိုင်းတောင်ကကျွန်တော်တို့ကိုလှေကားတွေနဲ့ကြိုဆိုနေပါတယ်ခင်ဗျာဒီလှေကားကတော့ဒါကတော့နာမည်ကြီးတဲ့လှေကားပေါ့နော်တော်တော်လေးနာမည်ကြီးတဲ့လှေကားဘာလို့လဲဆိုတော့ဒီလေကားနေပြီးတော့ကျွန်တော်တို့ဟိုးမှာဒီမြင်ကွင်းတွေကိုပေါ့နော် over view bad eye view လို့ခေါ်မှာပေါ့နော်အဲ့လိုမျိုးကြည့်လို့ရတယ်ဝါကျွန်တော်တို့တောင်ဝိုင်းတောင်ရဲ့လေကားပေါ်ကိုရောက်နေပါပြီခင်ဗျာရှုကင်းကတော့အရန်ကိုကောင်းပါတယ်ရှုကင်းအရန်ကိုလှပါတယ်ဟိုးမှာကျွန်တော်တို့မြင်နေရတယ်ရှုကင်းတွေကတော့ရင်သက်ရှုမောပွေရပါပဲခင်ဗျာဒါပတ်လေရရှုကင်းတွေပေါ့နော်ဒါကတော့ကျွန်တော်တို့တောင်ဝိုင်းတောင်ရဲ့ဘေးနှကန်းကကြောက်တောင်နေပေါ့နော်ဟိုးအပေါ်ကတော့ဒါကျွန်တော်တောင်ဝိုင်းတောင်ပေါ်မှာရှိရဖျားပေါ့နော်ဒါတော့ဒီဘက်ကရှုကင်းနေဖြစ်ပါတယ်ရှုကင်းနေတအားကိုလှတာ
တိန်နေကလည်းရွေ့နေရဆိုတော့လေလေကွင်းလေကွက်တွေရောဟိုဘက်မှာတောင်နေရောဆိုတော့တအားကိုလှတယ်ဗျာတအားကိုလှတယ်ဗျာဒါကတော့ကျွန်တော်တို့တောင်ဝိုင်းတောင်ရဲ့လှေကားတရားပေါ့နော်ဒီပွားကြီးရောကြောက်စရာကြီးဗျကြောက်စရာကြီးဝါဒီမှာကြောက်စရာကြီးဒါပေမဲ့ရှူကင်းကတအားကိုလှတော့အတန်ပါတယ်ကျွန်တော်တို့ဟိုးဘက်မှာလူလေးရက်နေကြတာမှာအသေးရစရာပဲဝါရှူကင်းကတော့တအားကိုလှတယ်ဗျာဒါကတော့ကျွန်တော်တို့တောင်ဝိုင်းတောင်ကနေပြီးတော့မြင်ရတဲ့ရှူကင်းဖြစ်ပါတယ်ခင်ဗျာရှူကင်းကတော့အရန်ကိုလှပါတယ်ရှင်သက်ရှူမောဖို့ရပါပဲခင်ဗျာဒီမှာတော့2ယောက်ပေါ့နော်ဝါ Oh my goodness ဝါဒါတအားလှတာပဲဝါဟိုဘက်မှာတောင်ရှူကင်းတော့တအားကိုလှတယ်ဗျာဝါတောင်ရှူကင်းတအားကိုလှပါတယ်ရှူကင်းကတအားကိုလှတယ်ခင်ဗျာတကယ်ပဲလှပါတယ်ခင်ဗျာကဲဖျားဖူးပါအောင်ခင်ဗျာဩဖျားဟိုးမှာကျတော့မမြင်အောင်ဟိုးမှာဖျားလीနော်ဟုတ်ကဲ့ပါနောက်ဆုံးတော့ကျွန်တော်တို့တက်နေတဲ့တောင်ပိုင်းတောင်ကြီးကိုရောက်ပါပြီခင်ဗျာအရန်အမောပြေသွားတာပဲခုရက်နေရာကတော့ကရင်ပြည်နယ်မှာရှိတဲ့တောင်ဝိုင်းတောင်ပေါ်မှာဖြစ်ပါတယ်ခင်ဗျာဒါတော့ရှူကင်းလှည့်ပြပဲပေါ့နော်ဒါပပတ်လည်းမှာမြင်ရတဲ့ရှူကင်းဖြစ်ပါတယ်ရိုက်ပြီးတော့မှာသဘောကျွန်တော်တို့ဟိုးနာကိုသွားမယ်ဒီဘိုင်းပဲပါမယ်အလံပါရင်တော့ရတပိုင်းပဲတွက်ပြီးနေ Wi-Fi နဲ့ဆိုမြင်ရသေးပါရဝမ်းလောက်ထိလုံးကြည့်လေဟုတ်ကဲ့Oh my goodness Wow chọc trống này Wow Thì na chọc trống này chuồn thật này à biết Ok Phia Ý đi có phải quá Anh ta mà ta mốc đầu với xa chân là ta bắt đầu từ cái đó lọc gạo với đủ Kể thì na lao với Nếu đó bùi ra mà ta rồi ta thật đi không đâu ta Bùi đó bắt cầu Kể đã hút bao gồm nhìn nha để chịu game bảo nó Ok, cho nó siêu kiếm ra ba mẹ khám nhá, cho nó siêu kiếm ra mẹ nó, cho nó siêu kiếm ra ba mẹ, đó cho nó đi nay miền này siêu kiếm ba khám nhá, giang của là ba đấy khám nhá, được kẹp ấy, ok, giang của là ba đấy khám nhá, hiện tại siêu mơ bây giờ ba, hôm mai, ta cho nóပြန်miền này siêu kiếm ba nó, cho nó siêu kiếm chỉ bị số rồi, hôm bao giờ cho nóပြန်đó ba mẹ, cho nóတက်ခဲnày à ba nó. ဒါကျွန်တော်တို့ပေးရှုကင်းပါနော်တက်ခဲနေအောင်ပြန်သွားမယ်
ဒီဟိုဟာတွေကကြောက်တောင်တွေအရန်ခြုံထက်တယ်ဗျာအရန်ခြုံတော့နည်းနည်းလေးထိရနဲ့လည်းရှာနိုင်တဲ့နေထားပါနော်6တယောက်အရန်နာတာဒါတော့ကျွန်တော်အိတ်လေးပေါ့မလေးပြဖျားကြောက်စရာရပြီဒီမှာတပုံတပုံပဲနော်ဟုတ်ဒီချက်တော့တပုံဟုတ်လားပေါ့အဲ့ဒါနေရောအဲ့ဒါနေကြအော်ဆလာဆိုင်ဒါကတော့တာဝမ်တောင်ပေါ်ကနေပြီးတော့မြင်ရတဲ့ရှူကင်းဖြစ်ပါတယ်ဒါကတော့တောင်ဝိုင်းတောင်ရဲ့ပုံမှာရှိတဲ့ဇေဒီဖြစ်ပါတယ်ကျွန်တော်ရောက်နေတဲ့နေရာကတော့တောင်ဝိုင်းတောင်ပေါ်မှာဖြစ်ပါတယ်တောင်ဝိုင်းတောင်ကတော့ကင်ပြည်နယ်ကိုရောက်ရင်မဖြစ်မနေတက်တဲ့တောင်တစ်ခုထဲမှာပါပါတယ်ခင်ဗျရှုခင်းနေရတော့အရန်ကို amazing ပါပဲခင်ဗျဒါတော့တောင်ဝိုင်းတောင်ပေါ်မှာရှိတဲ့စီတီဖြစ်ပါတယ်ကျွန်တော်ရှူကင်းကိုပြပါမယ်ခင်ဗျာဒါတော့တောင်ဝိုင်းတောင်ပေါ်ကနေပြီးတော့မြင်ရတဲ့ရှူကင်းဖြစ်ပါတယ်ရှူကင်းကတကယ်ကိုလှပါတယ်ခင်ဗျာဟိုးမှာတော့စိမ့်ဆူနေတဲ့လေကွင်းနေပေါ့နော်ဟိုကတော့ကရင်အလံဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တောင်ဝိုင်းတောင်ပေါ်မှာရှိတဲ့ဇေဒီဖြစ်ပါတယ်ခင်ဗျာဝယ်မြတ်ပေါ့ဟုတ်တယ်အဲ့တော့ကိုအဲ့ကြာအခုကျွန်တော်ကရင်ပြည်နယ်ရဲ့တောင်ဝိုင်းတောင်ပေါ်ကိုရောက်နေပါတယ်ခင်ဗျာအခုကျွန်တော်တောင်ဝိုင်းတောင်ပေါ်မှာရောက်နေပါတယ်ဒါကတော့တောင်ဝိုင်းတောင်မှာရှိတဲ့စိတ်လှုပ်ရှားစရာအကောင်ဆုံးလှေကားနေမှာကျွန်တော်လမ်းလျှောက်နေတာဖြစ်ပါတယ်ကျွန်တော်ရဲ့ခြေလမ်းတိုင်းအရန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဝေါဒါကတော့ကျွန်တော်မြင်ရတဲ့ရှူကင်းဖြစ်ပါတယ်ခင်ဗျာရှင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းသလောက်ပေါ့နော်ရှူကင်းကတော့ amazing ပါပဲခင်ဗျာအခုဆိုရင်မြူတွေစိုင်းနေတော့တအားကိုလှသွားတယ်ခင်ဗျာတအားကိုလှပါတယ်ခင်ဗျာဒါတော့တောင်ဝိုင်းတောင်မှာရှိတဲ့ကြောက်တောင်တွေဖြစ်ပါတယ်ဝါကျွန်တော်ကန်ကောင်းပါတယ်ကျွန်တော်တို့လာတဲ့အချိန်မှာမြူတွေစိုင်းသွားတာဖြစ်တဲ့အတွက်ပို့ပြီးတော့တဘာဝအလှပို့ပြီးထင်ပေါ်သွားပါတယ်ခင်ဗျာကျွန်တော်တို့တောင်ဝိုင်းတောင်ကနေပြီးတော့ပြန်ဆင်းပါမယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါပေးပါဦးဒီကားမှာပေါ့နော်ဒီနားမှာရိုက်လို့ရတယ်ရိုက်ပြီးမယ်ဒါကျွန်တော်တို့အောက်ကိုရင်စလိုက်ဝင်နော်အရင်အမြင်ကြီးခြေလမ်းတိုင်းပါလေအရင်ကြောက်ဖို့ကောင်းတယ်လေးလေးတိုက်နေတော့အရင်ပဲတောင်တန်းနေရကျွန်တော်နဲ့တင်ငယ်ချင်းလေးဖြစ်တာဝါဒီနားမြင်ရတဲ့အရှုပ်ကလေးပြပါမယ်ခင်ဗျာဝါဒါလာပါခင်ဗျာကျွန်တော်တက်လာတဲ့လေခါကြီးပေါ့နော်ဝါ
ရှုခင်းကတော့အရန်ကိုလှပါတယ်ကျွန်တော်တို့တက်ရတာနဲ့မောတာနဲ့ပေါ့နော်တန်ပါတယ်ရှုခင်းကြည့်ရတာပေါ့နော်ရှုခင်းကတော့ကြည့်လိုက်ပါဦးခင်ဗျာရှုခင်းပြကဲရှုခင်းကိုအားပါတရားယူကြည့်ပါခင်ဗျာဝါဝါဝါကဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက် vlog တွေမှာနောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်က Shiny ကြည်ပါဒီလိုမျိုးအလှပလေးရိုက်ပေးတဲ့အတွက်စိတ်ကျဉ်နှံ့မှုရတယ်ဆိုရင်ကျွန်တော်ကို follow လုပ်ပေးပါအောင်ခင်ဗျာ bye bye အော်ဆလာဆိုင်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်က Shiny ကြည်ဖြစ်ပါတယ်ကျွန်တော်ကို like follow လေးလုပ်ပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ် also like